အားလုံးမင်္ဂလာပါတရားပြန်တော့ကြိုးစားပါတယ်ဒီနေ့သမင်းပူလေးကတော့ကစင်းရဲ့ကြော်ရဲ့ဂေါ်ဘီကြော်ရဲ့စက်သားကြော်ရဲ့ဒါကျွန်တော်တရုတ်ဆိုင်နေဝယ်လာတာပေါ့နော်ဒါဆိုကျွန်တော်3ချက်ပါ3ချက်ကြာပါတယ်ကဲဆွဲပြီဗျာဆွဲပြီဘိုက်တွေလည်းစားနေပြီမစိုးဟာရတာလေးရှိဒီတရုတ်ဆိုင်မလို့ဟိုလိုပေါ့ရှိကြီးမဖြစ်မနေဘူးဘာလို့စင်ကာပူကတရုတ်ဆိုင်နေတော့များဟိုလိုပေါ့ရှိကြီးကြော်တာဒီလိုဆိုင်မျိုးကရှားတယ်အခုကျွန်တော်ဒီဝယ်ရဆိုင်က Trust ကပေါ့နော် Trust ကဆိုင်မှာ Trust က Chinese မှာ Trust ကတရုတ်ဆိုင်ပေါ့ဆို Trust မှာတော်တော်များဈေးတန်တယ်မစိုးမိုက်Fried chicken also nice. Not bad. Not bad.
So, fun. What should you give me, Bennett? 都ရတာလေးနဲ့သူရှိရယ် Trust Bay Drive လမ်းနဲ့ကပုဂ္ဂိုလ်ပါTrust မှရှိရတဲ့သူတွေထားလို့ရပါတယ်သုံးချို့ပဲကြောက်ကြအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်